ကျောင်းဖွင့်ရက်မှာစာအုပ်သွားဝင်ရင်ကားနဲ့ဆိုင်ကယ်ချိန်မိပြီးဘဝကူးသွားခဲ့ရတဲ့ဆရာမလေးနဲ့ကျောင်းသားလေးရဲ့အဖြစ်မင်္ဂလာပါရှင် News Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျောင်းဖွင့်ရက်မှာကားနဲ့ဆိုင်ကယ်ချိန်မိကအသက်ဆုံးရှုံးသွားရတာကပဲခူးတိုင်းညောင်လေးပင်မြို့နယ်ကြံပူကြီးရွာကဆရာမပြည့်ပြည့်ပါ။ဆရာမလေးပြည့်ပြည့်ဟာနွမ်းပါတဲ့တပည့်လေးကိုစာအုပ်လိုက်ဝယ်ပေးရင်အခုလိုဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လေတကြောင်လုံးကចောင်းသားចောင်းသူတွေကဆ iam မလေးရဲ့နောက်ဆုံးစာပနာခီးမှာမျက်ရည်မိုးတွေဖြည့်မစင်နိုင်အောင်ဖြစ်ခင်ရပါတယ်။ဆ iam မလေးပြည့်ပြည့်ဟာအသက်30ကျော်အရွယ်သားရှိသေးပြီးတပည့်တွေပေါ်မှာလည်းစေတနာဂရုဏာရှိထားကသင်ကြားပေးတတ်တဲ့ဆ iam မတစ်ယောက်ဖြစ်ကြောင်းလည်းသိရတာပါ။ဒါကြောင့်လေចောင်းသားចောင်းသူတွေကချစ်ကြတယ်လို့ဆိုပါတယ်။အထူးသဖြင့်ဆ iam မပြည့်ပြည့်ဟာចောင်းသူចောင်းသားတွေကိုတနာကျင်နာတတ်တယ်လို့သိရတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆ iam မပြည့်ပြည့်ဟာသူမတာဝန်ကျနေတဲ့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ကြံမိုးကြီးရွာအာလာကကျောင်းကနေညောင်လေးပင်မြို့ပေါ်ကိုစာအုပ်သွားဝင်ဖို့ဆိုင်ကယ်နဲ့သွားခဲ့တာပါ။ဒီလိုသွားရတာကလည်းဆ iam မဟောင်းနွမ်းပါတဲ့ကိုရန်ကျောင်းသားလေးတယောက်အတွက်စာအုပ်ဝယ်ပေးခြင်းလို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းကန်ဆိုးစွာနဲ့လမ်းမှာဆ iam မစီးလာတဲ့ဆိုင်ကယ်နဲ့ light truck ကားတစ်စီးတိုက်မိသွားတာပါ။ဒါကြောင့်လည်းဆ iam မလေးနဲ့ကိုရန်ကျောင်းသားလေးတို့ဟာပွဲချင်းမိသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဆ iam မလေးရဲ့နောက်ဆုံးစာပနာခီးမှာတော့တပည့်တွေဟာငိုကြွေးမဆုံးဖြစ်နေကြတာကိုလည်းတနာကယူနာတပ်ဖွဲ့မြင်တွေ့ခဲ့ရတာပါ။ဆ iam မပြည့်ပြည့်တယောက်ကောင်းရာမွန်ရာကိုရောက်ရှိစေဖို့လည်းဆုတောင်းလိုက်ရပါတယ်။